ဟိုလေ online shop သမားတွေကိုလေဒါတခုလောက်အကြံပေးချင်တာလေအခုမှပေါ့နော်တတိယလို့အားတော့မအားဘူးဟင်းချက်နေမေ့တော့မှဆိုလို့Viber အစားလေ Telegram ဖြစ်ဖြစ်ပြောင်းကြပါတော့လားလို့ဘာလို့ဆိုကျမ Viber လေလုံးဝအဆင်မပြေဘူးကောင်းတစ်ချက်မကောင်းတစ်ချက်ပုံပို့ရင်လည်းလေမရောက်ဘူးအဲ့လိုမျိုးပို့ရတာလေအရင်လိုမကောင်းတော့ဘူးဆိုတော့ဒါကြောင့်ကိုလိုချင်တဲ့ပစ္စည်းလေးပြပါဆိုရင်ပုံပြလို့မရဘူးပုံပြလို့ပို့လည်းမရောက်ဘူးကိုကလည်းအချိန်မပေးနိုင်ဘူးလောနဲ့လေအဲ့လိုမျိုးရှိရပြီးတော့ကေပေးတွေပါလွှဲမယ်ဆိုကိုကဒီဘက်ကနေဓာတ်ပုံပို့ရမယ်လေသိလားအဲ့လိုမျိုးအဲ့လားလေးတွေTelegram ကြောင့်ပို့ပြီးမြန်တယ် Viber အစား Telegram ပြောင်းမှလာလို့နောက်တစ်ချက်ကကြတော့လေအဲ့လက်ကားသမားတွေရဲ့နောက်နေရသမားတွေရဲ့ပေါ့နော်နှစ်ဖက်စလုံးကကြည့်ရင်တော့နှစ်ဖက်စလုံးကမှန်ပါတယ်တစ်ဖက်ကလည်းသူပတ်စံကြုံပြူထားမဲ့နဲ့ပစ္စည်းပို့လိုက်တယ်ဟိုကနေအဝေးကြီးကွာကားဂိတ်ကနေတဆင်းပြီးရင်ဒီကနေတနီတဆင်းအဲ့လိုပို့ရတယ်ပြီးရင်မယူဆိုရင်ပြန်တည်ရတယ်အဝေးတည်ရတယ်ဒီပို့ခါတွေကုန်တယ်လေနော်ရှိတယ်အဲ့ဒါတော့နားလဲတယ်တစ်ဖက်ကချင်းဒါရောင်းတဲ့ဘက်ကလူသူတို့ဘက်ကနစ်နာတာအောင်လဲနားလဲမှာပြီးတော့မှမယူရင်သူတို့တိုင်ပတ်တယ်လေနော်ဒလီကတွေပို့ကုန်မယ်နောက်တစ်ခုကကျတော့ဝယ်တဲ့လူဘက်ကကျင်တယ်အခုခေတ်ကကြားဖြန့်လိန်လေအရန် online မှာလိန်တာတအားခက်စားပြီးတအားလွယ်တဲ့ခေတ်ကျမဆိုတခါမီးဖို့ပေါ့နော်မန္တလေးကနေမှာတာ gas မီးဖို့9သိန်းနဲ့ဆိုကျမပတ်စံလှမ်းလွှဲလိုက်တာဟာလုံးဝတိတိကျကျနော်တေချာအဲ့တော့ live တွေ video တွေပါပြတာနော်ဒီမှာကျွန်တော်တို့မှာပစ္စည်းထုတ်ပုံးနေအမေကားပေါ်တင်တဲ့ဟာအစပြီးရင်အဲ့ဗလဲရွှေမန္တလာလားကားလက်မှတ်ပေါင်ချအစအကုန်ပြီးတဲ့အထိပြတာပြီးရောပတ်စံလွှဲပြီးတော့အကုန်ပြီးသွားပြီလေဆိုတော့ဘလို့ပြေးတာပတ်စံ9သိန်းကျမပါသွားတယ်အဲ့တော့ပါနော်အလိန်ခံဘူးတာပေါ့နော်ဆိုတော့အလိန်ညာတွေကလည်းတအားပေါ်တဲ့ခက်ဆိုတော့ကွာတစ်ဖက်ကကြည့်ရင်လည်းမယုံလို့မရအောင်လေဒါသူဥစားပစ္စည်းရှိတဲ့လူရောင်းတဲ့လူကမှဒါသူတို့ပစ္စည်းသူတို့ပြန်ရသေးတယ်သူတို့ရှုံကားကပဲရှုံမှာကွာပစ္စည်းဝယ်တဲ့လူကြတော့သူတို့ကပတ်စံအကုန်ကြိုပေးရတယ်ဆိုရင်ဥပမာခုနကလိုမျိုး9သိန်းပေးရဆို9သိန်းလုံးလုံးဝပလုံသွားမှာတကြမ်းမပြန်ရအောင်အဲ့ဒါကို9သိန်းတောင်မှလေကိုကလေပိုတောင်းပေးလိုက်တယ်ကားဆိုပြီးသူဘယ်လိုမျိုးလုပ်ပေးတာဘယ်လိုစိနာထားပြီးပေးတာဆိုပြီးအဲ့လိုပေးရဆိုသူတွားတဲ့ကားကပါဆိုပြီး1000တောင်ပို့ပေးလိုက်သေးတယ်အဲ့လိုမျိုးတွေရှိရလေနော်အဲ့တော့လေညီတူမြတူပြက်တဖြစ်သွားအောင်ကျွန်မစဉ်းစားကြည့်ရဒီကားပစ္စည်းဖို့မချေခိုင်းပဲနဲ့အခုလာတဲ့လမ်းစေးကကိုတဝက်ချီပေါ့နော်တဝက်ချီပစ္စည်းကသူတို့လက်ထဲငွေမရောက်ရင်မပေးဘူးလေဟုတ်တယ်မလားအဲ့တော့လမ်းစေးကဥပမာ1000ကျမယ်ဆိုရင်9000တော့ကြိုလွှဲပေးရမယ်ဆိုတကယ်လို့ပဲအဲ့ online သမားလူလိန်ဆိုရင်တော့9000ပါသွားရင်တော့နည်းနည်းခံတာသေးတယ်ကွာတိမ့်တဲ့ချီပြီးပါရင်နစ်နာတယ်လေတကယ်တမ်းနစ်နာတာဝယ်တဲ့လူတွေနစ်နာတာလိန်နာတော့နှစ်ဖက်စလုံးမှာရှိရပါတော့အဲ့ဒါကြောင့်မလို့online shop သမားတွေကိုအဲ့လိုတစ်ဖက်လောက်ပြန်ပြီးတော့တွေးပေးစီချင်တယ်ပေါ့နော်ကျမဆိုရင်အဲ့လိုလိန်ခံပြီးတဲ့ကျမငွေကြိုလွှဲရမယ်ဆိုရင်မလွှဲရတော့ဘူးစိုက်ကိုတိသွားရင်လေသိလားဆိုတော့ပတ်စံလည်းကြိုမလွှဲရဘူးပစ္စည်းကလည်းအရန်လိုအပ်နေတယ်လိုချင်နေတယ်ဆိုဝယ်တဲ့လူကတကယ်တနာဖို့ကောင်းတယ်ဝယ်တဲ့လူတွေကိုတစ်ဖက်ပြန်ပြီးတော့ငဲ့ညာပေးပါလို့မြင်မြတလုပ်ပေးပါလို့ online သမားတွေကိုတောင်းဆိုပါတယ်လုပ်ပေးပါနော်အဲ့လိုရှိတယ်အဲ့ဒါလေးကိုမြင်မြတလေးတွေးပြီးတော့နှစ်ဖက်စလုံးအဆင်ပြေအောင်လုပ်ပြီးအရန်ကောင်းပါလို့ပြောပြချင်တာပါကျေးဇူးတင်ပါတယ်အဲ့ဒါဆိုရင်ကျမဟင်းဆက်ချက်လိုက်ပါမယ်ဟင်းချက်ပြင်ကျမလာစားမယ်နော်